ရေစက်ဆုံနေဆိုတာဘဝမှာတူညီမှုလေးတွေကိုမှဖြစ်ခဲ့ဖို့တယ်အဲ့လိုဖြစ်တဲ့အခါမှာတုံးနဲ့တူဟာ equality ရောဟုတ်တယ်အခြေခံမတူတာကြတော့ဘာကြောင့်တော့ဒီကုသိုလ်ကြောင့်လူတွေဟာပေါင်းစပ်မိတာတော့ဟုတ်တယ်တချို့ကလှတယ်တချို့ကမလှဘူးတချို့ကချမ်းသာကြွယ်ဝတယ်တချို့ကမချမ်းသာကြွယ်ဝတချို့ကပညာထက်တယ်တချို့ကမထက်အဲ့ကိုပြချမ်းသာလေးတွေကဘာကြောင့်ဖြစ်သွားလဲဆိုလို့ရှိရင်ခုနကရင်တွင်းရဲ့ quality တွေဟွာကိုရင်ထဲမှာ quality လေးတွေမတူချောင်းပစ္စည်းတောင် quality မတူဘူးမို့လားဘာတွေတော့ဆို quality อ่ะလှုပ်ချင်တဲ့စိတ်ဆန္ဒလှုပ်ဖို့ကြိုးစားတဲ့ဝိရိယအခက်အခဲရှိပေမဲ့စိတ်သက်ခိုင်မာတယ်အသိပညာဆင်ញင်တုံတရားပါဠိလိုပြောရင်သန္တာဝိရိယစိတ်တဝိမတ္တအဲ့ဒီလေးချက်ကတော့လောကမှာလုပ်ငန်းအရာအရေးကြီးဆုံးအလုပ်တွေလို့သူတို့ဆိုလို့အဲ့ဒါကိုတူညီအောင်ထားနိုင်တဲ့ပုဂ္ဂိုလ်ရဲ့ဓာန်တူညီတူလုံးဝတူတာမျိုးဖြစ်တယ်နော်အဲ့ဒါမတူတောင်ခုနကတရားသီလစကားပညာဆိုတဲ့ဟာတွေတခဏလေးပဲဖြစ်ဖြစ်တူလိုက်လို့ရှိရင်ဘဝမှာဆုံစည်းကြပြီးတော့ပေါင်းစုတဲ့အနေအထားမျိုးတခုရတယ်အရေးချင်းမှတူသောအောင်ကတော့သန္တာဝိရိယစိတ်တဝိမတ္တဒီလေးကိုတူဖို့လိုတယ်ဒါကြောင့်မို့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာစုပေါင်းလုပ်တဲ့အခါမှာစိတ်ပါလက်ပါစိတ်အားကိုနှစ်ပြီးတော့ကိုယ်စိတ်ကိုကုသိုလ်ဘက်ကိုမြုပ်နှံပြီးတော့အတက်တရောလှဆောင်မှုဟာအရေးကြီးဆုံးပဲ